ကျွန်တော်ထောင်ကနေပြန်လွတ်လာတဲ့နေ့မှာထောင်ဘူးကကွင်းပြင်ကြီးထဲမှာတန်မိုးကြီးစိန်ခံကစီပေါင်းများစွာတန်းစီရထားပြီးလူမျိုးဝတ်စုံဝတ်ထားတဲ့ညီကိုတွေရာနဲ့ချီပြီးကျွန်တော်ရှိမှတူထောက်လို့ကြိုးဆိုနေကြတယ်သူတို့တွေကခေါင်းဆောင်ဖြစ်တဲ့ဆရာလေးစစ်ရဲ့ကားတကားကိုဖွင့်ပေးပြီးကျွန်တော်ကိုကလန်ရဲ့အရေးကိစ္စတွေကိုပြန်လည်ဦးဆောင်ပေးဖို့တောင်းပန်ကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့လှည့်ထွက်သွားရင်းစကားတခုပဲချန်ထားခဲ့ပါတယ်ဒီနေ့ကစပြီးကော်ကျန်းလုံဆိုတာမရှိတော့ဘူးလွန်ခဲ့တဲ့15နှစ်တုန်းကကျွန်တော်ဟာမြေကမ်းသားမှာဓာတ်တလက်ထဲနဲ့လူပေါင်းထောင်ချီကိုရင်ဆိုင်ပြီးမြစ်တဝက်သွေးချင်းချင်းနေစေခဲ့တဲ့အထိနာမည်ကြီးခဲ့တဲ့ကော်ကျန်းလုံမြစ်ကူးနဂါဆိုတဲ့ကလန်ဆရာကြီးတယောက်ပါဒါပေမဲ့တနေ့မှာကိုဝင်တန်းလန်းနဲ့ထောင်ဝင်စားလာတွေ့တဲ့ကျွန်တော်ရီစားကရှင်ဖေဖြစ်တော့မယ်လို့ပြောခဲ့တဲ့အချိန်ကစပြီးကျွန်တော်ဘဝကြီးပြောင်းလဲသွားခဲ့ရတယ်လူတက်မှုနဲ့ထောင်ချခဲ့မှုတဲ့ရာဇဝင်ကြောင့်ဘယ်အလုပ်ကံကမှကျွန်တော်ကိုအလုံးမခန့်ချင်ကြဘူး15နှလုံးလုံးတစ်ခါမှမတွေ့ခဲ့ရတဲ့သမီးလေးနဲ့လည်းအဆင်ပြေပြေနေချင်တာကြောင့်ကျောင်းမုံဈေးတန်းကဆိုင်ရှင်တွေကသမီးလေးကိုအသားပုတ်တွေကျွေးတယ်လို့ဇနီးဖြစ်သူကငိုယိုညင်းညူတာကိုကြားပြီးတဲ့နောက်ကျွန်တော်ကိုယ်တိုင်သမီးလေးတက်နေတဲ့ကျောင်းရှိမှာပဲစေတနာထမင်းမှုဆိုင်လေးဖွင့်ပြီးရောင်းပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဈေးနှုန်းလေးချိုတာတန်ရှင်းလဲတန်ရှင်းတော့ကျောင်းစင်းချိန်ဆိုကျောင်းသားတွေအများကြီးလာအားပေးကြတာပေါ့ဒါပေမဲ့ကျွန်တော်သမီးလေးနိုနိုကတော့ကျွန်တော်စိတ်ကူးရင်ထားတယ်လို့လိမ္မာရေးချရှိတဲ့ကောင်မလေးတယောက်ဖြစ်မနေခဲ့ဘူးသူကစပင်းတွေကိုအယောင်ဆိုးနာကွင်းတွေတက်ပြီးလမ်းတရဲမလေးတွေနဲ့ပေါင်းနေတာကျွန်တော်ကိုမြင်တာနဲ့သူ့တငယ်ချင်းမတွေကဒါနဲ့ရဲ့ထောင်ထွက်အဖေမလားဆိုပြီးခက်ခက်နဲ့ထောင်ကြတော့တာပဲစပင်းနီနဲ့ကောင်မလေးတယောက်ဆိုဦးလေးသတင်းကြတာတော့ဦးလေးကအရင်ကပစ္စည်းဟောင်းတွေခိုးရကနေလျှက်စစ်ကြိုးတွေဖြတ်မိလို့ထောင်15နှစ်ကြာခဲ့တာဆိုဘာလို့အဲ့လောက်တောင်ကန်ဆိုးရတာလဲဆိုပြီးရင်းနဲ့လာပြောပါသေးတယ်သမီးလေးနိုနိုကတော့ရှက်လွန်းလို့မျက်နှာပြက်ပြီးကျွန်တော်ရှိကိုဒေါသတကြီးနဲ့ရှောက်လာပါတော့တယ်သမီးလေးနိုနိုကတော့ဒေါသတွေပောက်ကွဲပြီးသမီးကိုလာပြီးတိတ်ခါမချနဲ့တော့အဖေကြောင့်တငယ်ချင်းတွေရှိမှသမီးမျက်နှာငယ်လာပြီးလို့ငိုရိုဟစ်ပြီးကျွန်တော်ပေးတဲ့ထမင်းဘူးကိုရင်ဘတ်စီပြစ်ပေါက်လိုက်ပါတော့တယ်သူကတုံရင်နေတဲ့အတန်နဲ့အဖေဟာငငယ်ကလေးကတောက်တုံးမကြတဲ့အမှုနဲ့ထောင်ထဲဝင်သွားပြီးသမီးကိုအဖေမရှိတဲ့ကလေးဆိုပြီးအနှိမ်ခံနိုင်ချင်းခံရအောင်လုပ်ခဲ့တာအခုမှသမီးမှာတငယ်ချင်းတွေရခါစားရှိသေးတယ်အဖေကလာပြီးတိတ်ခါထက်ချပြန်ပြီးလို့နာနာကြီးကြီးပြောရှာတာပေါ့အနာကစပင်နီနဲ့ကောင်မလေးကလည်းထားဦးလေးရအယူခံဝင်ဖို့မစင်စားခဲ့ဘူးလားကျမအကိုဆိုလူချီတော့ကိုလက်ကျိုးအောင်လုပ်တာတောင်သုံးနှစ်ပဲကြာတာဦးလေးကပစ္စည်းဟောင်းလေးခိုးတာကို15နှစ်တောင်ကြာရတယ်လို့ရဲချင်းစရာကြီးဆိုပြီးထက်လောင်ကြပြန်တယ်သူတို့အားလုံးစက်တိုက်ဝိုင်းရနေကြပေမဲ့ကျွန်တော်ရဲ့တကယ်ရာဇဝင်အမှန်ကိုတော့ကျွန်တော်ဇနီးကသမီးလေးကိုဘယ်တော့မှမပြောပြခဲ့ပါဘူးဘာလို့လဲဆိုတော့သူဟာနာမည်ကြီးမြကူးနဂါရဲ့သမီးဆိုတာလူတွေသိသွားရင်ရန်မျိုးတွေနဲ့ရန်သူတွေအများကြီးရောက်လာမှဆိုလို့ပါပဲကျွန်တော်လည်းအဝတ်မှာပေးချန်သွားတဲ့ထမင်းတွေကိုတုံရင်ထောင်ကြတာဂုဏ်ယူစရာမဟုတ်ဘူးသမီးတို့စာပဲကောင်းကောင်းတင်ပါလို့အေးအေးဆေးဆေးပြောပြီးနောက်ထပ်ထမင်းမှုတကူထပ်ပေးခဲ့ပေမဲ့သမီးကတော့အဖေလိုတောက်တုံးမကြတဲ့အဖေရှိတာဟာအဆက်ရဆုံးပဲလို့ပြောပြီးထွက်သွားဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းမုံဈေးတန်းကဆိုင်ရှင်လူဝါကြီးကလူမိုက်အုပ်စုနဲ့အတူရောက်လာပြီးသမီးအတွက်ပြင်ထားတဲ့ထမင်းမှုကိုလူယူကမြေကြီးပေါ်ဆောင်းကန်ပစ်လိုက်ပါတော့တယ်ပြီးတော့မင်းကငါးဆိုင်ကိုလာပြိုင်တာပေါ့ဟုတ်လားနောက်တစ်ခါဒီမှာလာရောက်ရင်မင်းကိုအသေးတက်မယ်ဆိုပြီးကျွန်တော်ကပါခြေထောက်နဲ့ကန်ချလိုက်ပါတော့တယ်ကျွန်တော်မြေကြီးပေါ်လဲကျသွားတာကိုမြင်တော့စပင်းဒီမာလေးကဟောကြည့်နင့်အဖေရိုက်ခံနေရပြီလို့သမီးလေးကိုလှမ်းပြောပါတယ်သမီးလေးနူနူကကျွန်တော်ကိုစိုက်ကြည့်ရင်လက်သီးကိုတင်းတင်းဆုပ်ထားရှာတယ်သူကကျွန်တော်ကိုပြန်ချလိုက်မယ်လို့မျှော်လင့်နေတာကိုကျွန်တော်သိတာပေါ့ဒါပေမဲ့ကျွန်တော်နောက်ထပ်လက်သီးမပုံးချင်တော့ပါဘူးကျွန်တော်ကဆိုင်ရှင်ကြီးကိုလက်အုပ်ချပြီးဆရာကြီးကျွန်တော်လဲ15ကျပ်နဲ့ပဲရောင်းတာပါဆရာကြီးဆိုင်ကိုမပြိုင်ပါဘူးလို့တောင်းပန်ရှာပေမဲ့အဲ့ဒီလူမိုက်တွေကကျွန်တော်ရဲ့ထမင်းတွန်းလဲကြီးတစ်ခုလုံးကိုမောက်လန့်ဖြက်စီးပစ်လိုက်ပြီးဟင်းတွေအားလုံးကျွန်တော်ကိုပေါ်လွှင့်စင်ကုန်ပါတော့တဲ့ဆိုင်ရှင်လူဝါကြီးကကျွန်တော်စံပင်ကိုဆွဲပြီးအကြောင်းသားမိဘတွေတိုင်တာတော့ငါ့ကိုဘာမှလုပ်လို့မရဘူးမင်းကငါ့ကိုလာစိန်ခေါ်တာလားငါမှလူမိုက်နောက်ခံဘယ်လောက်ရှိလဲမင်းတီလားဆိုပြီးချင်းချောက်ပါတော့တဲ့ကျွန်တော်ကတော့ပြဿနာမဖြစ်ချင်တာမို့ဆရာကြီးမကြိုက်ရင်ကျွန်တော်ဝေးဝေးကိုသွားပါမယ်လို့ပဲထပ်ပြီးတီးခံတောင်းပန်လိုက်ရပါတော့တယ်